အားလုံးပဲမင်္ဂလာပါ United မြန်မာကနေကြိုဆိုပါရစေဒီနေ့မေလ9ရက်နေ့အတွက် Manchester United ရဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေနဲ့အသင်းအတွင်းအခြေအနေတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါအခုတလော Man U ပရိသတ်တွေစိတ်ဝင်စားနေတဲ့အရာကတော့နွေရာသီပြောင်းရွှေ့ဈေးကွက်ပါပဲအသင်းဟာနောက်ရာသီမှာပြန်လည်တိဆောက်ရေးကြီးလုပ်ဖို့ပြင်ဆင်နေပြီးကစားသမားအဝင်ထွက်အများကြီးရှိလာနိုင်ပါတယ်ပထမဆုံးသတင်းကတော့ Marcus Rashford အကြောင်းပါ Rashford ဟာဒီရာသီမှာဖုန်းမတည်ငြိမ်မှုတွေရှိခဲ့ပြီးပရိသတ်တွေရဲ့ဝေဖန်မှုတွေလည်းများခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာဘာစီလိုနာအသင်းကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေပိုပြီးထွက်လာပါတယ်။ဒါပေမဲ့ပြောင်းရွှေ့ကြေးပိုင်းမှာနှစ်ဖက်ညှိနှိုင်းရအောင်မယ်လို့သိရပါတယ်။ Man U ဘက်ကတော့ Rashford ကိုဈေးပေါပေါနဲ့မရောင်းချချင်ပါဘူး။ဘာကြောင့်လဲဆိုတော့သူဟာအသင်းအခက်အခဲကနေတက်လာတဲ့ဖွဲ့ဖြစ်တယ်လို့ commercial value လည်းမြင့်တဲ့ဖွဲ့တစ်ယောက်ဖြစ်နေလို့ပါ။ဒါပေမဲ့နီးပြအဖွဲ့ကတော့အသင်းအတွက်အမှန်တကယ်တိုက်ပွဲဝင်ခြင်းတဲ့ဖွဲ့တွေကိုပဲဆက်ထားခြင်းနေတယ်လို့သတင်းထွက်နေပါတယ်။နောက်ထပ်သတင်းကတော့ Casemiro အကြောင်းပါ။ Casemiro ဟာ Saudi League ကကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုရရှိနေပါတယ်။လစာမြင့်မားတဲ့ကစားသမားဖြစ်တဲ့အတွက် Man U ဘက်ကရောင်းချနိုင်ဖို့စဉ်းစားနေတယ်လို့သိရပါတယ်။ Casemiro ထွက်သွားမယ်ဆိုရင် midfield rebuild ကြီးစတင်လာနိုင်ပါတယ်။အဲ့ဒီအတွက် Man U ဟာလူငယ်ကွင်းလယ်ကစားသမားတွေကိုအဓိကထားရှာဖွေနေပါတယ်။ Pressing ကောင်းတဲ့ midfielder တွေ running power ကောင်းတဲ့ player တွေကိုနီးပြဘက်ကလိုချင်နေပါတယ်။အသင်းက next season မှာ pace မြန်ပြီး aggressive football ပြန်ကစားချင်နေတာပါပြီးတော့ Kobbie Mainoo အတွက်တော့သတင်းကောင်းပါပဲ။ Mainoo ဟာစာချုပ်သစ်ချုပ်ဆိုလိုက်ပြီးအသင်းရဲ့အနာဂတ် project ထဲမှာအဓိကနေရာရလာပါတယ်။ဒီကောင်လေးကိုပရိသတ်တွေကနောက်ထပ် Man U legend ဖြစ်လာနိုင်တယ်လို့တောင်ပြောနေကြပါတယ်။ Ball control, composure နဲ့ football league ကအသက်အရွယ်နဲ့မလိုက်အောင်ကောင်းနေတဲ့ player တစ်ယောက်ပါ။နောက်ထပ်လူငယ်ကစားသမား Garnacho အကြောင်းကိုလည်းပြောရမယ်ဆိုရင် Garnacho ဟာဒီရာသီမှာအသင်းအတွက်အရေးကြီးတဲ့ player တစ်ယောက်ဖြစ်လာပါတယ်။တိုက်စစ်မှာ speed နဲ့ confidence အပြည့်နဲ့ကစားနေပြီး fan တွေရဲ့အချစ်တော်ဖြစ်နေပါတယ်။နီးပြအဖွဲ့ကလည်းသူ့ကို untouchable player အဖြစ်သတ်မှတ်ထားတယ်လို့သတင်းထွက်နေပါတယ်။ခံစစ်ပိုင်းမှာတော့ Luke Shaw နဲ့ Lisandro Martinez တို့ရဲ့ injury ပြဿနာတွေကြောင့် defender အသစ်ခေါ်ဖို့ပြင်ဆင်နေပါတယ်။ Man U ဟာဘယ်နောက်ခံလူတစ်ယောက်နဲ့ center back တစ်ယောက်ကို priority target အနေနဲ့ရှာဖွေနေပါတယ်။တိုက်စစ်ပိုင်းမှာ Joshua Zirkzee ကိုချက်ချင်းရောင်းထုတ်ဖို့မရှိသေးဘူးလို့သိရပါတယ်။သူ့ရဲ့ပထမရာသီမှာအပြည့်အဝမပေါက်ကွဲနိုင်သေးပေမဲ့နီးပြဘက်က potential ရှိသေးတယ်လို့ယုံကြည်နေပါတယ်။ Champions League ပြိုင်ပွဲကြောင့် squad depth လည်းလိုအပ်တာကြောင့်ဆက်ထားဖို့များနေပါတယ်။ Goalkeeper position မှာလည်း Onana အပေါ်ဝေဖန်မှုတချို့ရှိနေသေးပါ။ဒါပေမဲ့ coaching staff ကတော့ Onana ကိုယုံကြည်နေပြီးနောက်ရာသီမှာပိုကောင်းလာမယ်လို့မျှော်လင့်နေပါတယ်။နီးပြပိုင်းမှာတော့ Michael Carrick ကို permanent manager အဖြစ်ခန့်အပ်ဖို့အသင်းတွင်းထောက်ခံမှုတွေများလာပါတယ်။ Carrick လက်ထက်မှာအသင်းရဲ့ playing style ကတည်ငြိမ်လာပြီး dressing room atmosphere လည်းပိုကောင်းလာတယ်လို့သိရပါတယ်။ fan တွေအတွက်အရေးကြီးဆုံးကတော့ Man U ဟာနောက်ရာသီမှာ Premier League title race ထဲပြန်ဝင်နိုင်မလားဆိုတာပါပဲ။အသင်းဘက်ကတော့ rebuild process ကိုအပြည့်အဝလုပ်ဖို့ပြင်ဆင်နေပြီး transfer window ကအရန်အရေးကြီးလာမှာပါ။ဒီနေ့အတွက် Manchester United နောက်ဆုံးရသတင်းတွေကတော့ဒီလောက်ပါပဲ။ဒီလိုသတင်းအသစ်တွေနေ့တိုင်းကြည့်ချင်ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့။ Glory Glory Manchester United